UK မသွားခင်နှစ်ပတ်အလိုမှမော်လမြိုင်ကိုခရီးထွက်ခဲ့ပါတယ်။ရောက်ချင်းညနေမှာတော့အတော်တို့လိုက်ပို့တာကြောင့်ကြိုက်ရိုးကိုစီတီကိုတွားရောက်ဖုံးမြော်ခဲ့ပါတယ်။ဒီတူးမှာတော့ကြိုက်မရွမြို့မှာရှိတဲ့တကူကြီးဖုံးကြီးကျောင်းစီကိုတွားရောက်ခဲ့ပါတယ်။ကျောင်းကအတော်ကျဲပြီးတော့စီတီပထုံးများစွာလည်းဝင်းတွင်းမှာပဲရှိပါတယ်။ဒါလေးကိုတော့ကျွန်မပထမဆုံးတွေ့ခုတာပါ။ဖွားဖွားဆရာလေးကိုဝင်ကြတော့ရင်ဖုံးကြီးကျောင်းအလှမှာပဲနေ့လည်စားလိုက်ပါတယ်။ဖုံးကြီးကျောင်းကအပြန် fit check လေးပါ။ဒါလေးကတော့ထီကရုံနေတွေ့လို့မနေနိုင်မထိုင်နိုင်သွားပြီးထိခဲ့တာပါDay 3မှာတော့ Blue June ဘက်ကိုသွားခဲ့ပါတယ်။ Blue June ဆိုရင်တော့ဆေးတံနဲ့ကြောက်တင်မောမပါမဖြစ်ပဲเนาะ။အဲ့ဒါနဲ့ပဲအိမ်အတွက်အပြန်လက်ဆောင်အများကြီးဝယ်ခဲ့ပါတယ်။အဲ့ဒီမှာပဲမြို့ထဲကိုပြန်သွားပြီးတော့ Grand Mall မြန်ရောက်လာခဲ့ပါတယ်။အစားကတော့ hot pot စားမဲ့စီစဉ်ထားပေမဲ့လူမဆောင်နိုင်တာမလို့ Ocean ရဲ့ food court စီရောက်လာပါတယ်။အဲ့နောက်မှာတော့အတော်တို့နဲ့တူနောက်ဖျားတဆူကိုရောက်ခဲ့ပါတယ်ဖျားမှာအကြောင်းလေးတွေလို့ပတ်ပြီးဆော့ခဲ့ပါသေးတယ်ဒါကတော့ဖျားနေမြင်ရတဲ့တမျိုးလုံးရဲ့မြင်ကွင်းပါ vlog လေးကတော့ဒီမှာပဲဆုံးပါပြီအားလုံးဘိုင်ဘိုင်